သမုဒိယဝါဆုံးဖို့တောင်းထားပါတယ်ဆိုပြလိုက်နော်ဒီဆရာတော့ခေါ်လိုက်ဒီဆရာမင်းတို့ဆိုပါမော်တို့ခါမီရမရတိုင်းစင်လန်းငယ်ဝနှလုံးသားအေးဒီနေ့မြတ်ဆုံးကြည့်အောင်ချီရသူဒီဝါလုံးနဲ့ဆန်းလာခဲ့ပါသူကမှလည်းသမုဒိယလာဝါဆိုအိမ်ရဲ့ဘုံဘုံကောင်းရင်ကျိုးလို့မှာရင်ခုန်တဲ့စီးကျက်ရဲ့ရေမိုးရဲ့ရွာပါတော့သမုဒိယလာဝါဆိုရင်ကိုချွေးပနာလေးနဲ့ကိုပန်းတဲ့ဝင်နေပြီးခဲ့မှုဆန်းတော်ရှင်လေးဦးမနှလုံးသားသစ္စာပြုခဲ့ရသည်အိမ်နဲ့ဆန်းတဲ့ချစ်သူရဲ့ခါဝရနှလုံးသားဧည့်သည်ခယောနေကိုယုံကြည်တဲ့ဝိအဆုံးရောက်အောင်ချစ်ခဲ့မိရေမဖြစ်မတည်တော့အချစ်ဟာမို့လို့စီနီယာမျောတွင်လူနေစေမှာဝါတို့ပန်းလို့ဝင်ငိမ့်တန်မညီရတဲ့ချစ်ချင်းရဲ့နှလုံးသားမှာလုံးလေးတိတ်ကနောင်လို့မို့ရဲ့တန်တဲ့တစ်ခုတစ်ချင်းတစ်ခုဖြစ်စေတာကျေးဇူးတင်ပါတယ်ကော်ပီရိုက်ရှိလို့ဒီလောက်နဲ့ကျေနပ်ပြီပါ